receive ba kesayo lo tiga dole pa muni ato do won ni bya thikhin ko jesu tin ne na pha khin myan ni naw takha yaw la pya bi pha khin myan ni naw takha yaw la ma beကျွန်တော်လည်းပဲဒီဖျားเจ้าရောက်နော်အဲ့တော့တစ်နှစ်ရှိပေါ့ဒီဖျားเจ้าလည်းတိတ်ထူးဆန်းတယ်ကျွန်တော်ဖေးဖခင်များနေပဲဖခင်များနေမအိုင်မလာနဲ့အဲ့ဒါကျွန်တော်ဖခင်များနေမှာလိုက်စေရတယ်လို့ဖြစ်နော်အရင်တော့ပြောမဆိုမရှိလည်းပဲခွင့်လို့ပေါ့နော်အရင်တော့ကျွန်တော်ပြောတယ်အတင်းတော့ဓာမီအကြောင်းကျွန်တော်ခဏခဏပြောတယ်ဖခင်များနေဓာမီပဲရတယ်နော်အခုနောက်ပိုင်းတော့ကျွန်တော်အဲ့ဒါခဏခဏပြောလားမသိဘူးမိခင်နေရာနည်းနည်းစိတ်ဆိုးတယ်ထင်တယ်အခုဓာမီမပေးတော့ဘူးစပြပေးတယ်စပြပေးတယ်ဒါမှဒီနေ့ကျတော့စပြမပေးတော့ပြဘူးစပြဈေးကြီးလို့တဲ့အဲ့ဒါခွဲ့ပြန်ပေးတယ်နော်ဘာလို့ဖြစ်ခွဲ့ပေးရဓာတ်ပြပေးရနော်ကျွန်တော်တို့ပျော်ပါတယ်ဘာဖြစ်လဲဒါကလက်ဆောင်ကတော့ကျွန်တော်တို့အမှတ်တရလေးပါပဲတကယ်ကတော့နှလုံးသားထဲကနေပြီးတော့ဖခင်များကိုဂုဏ်ပြုတဲ့အရာပဲဖြစ်တော့ကျွန်တော်တို့ကပြောပါတယ်နော်တာသမီတွေကကျွန်တော်တို့ကိုနော်ပေးတဲ့အရာဆိုရရှိရင်တော့ပန်းပွင့်လေးပဲဖြစ်ပါစေနော်ရင်ပတ်မှာလာထုတ်ပေးတဲ့ပန်း6ကြီးနော်ဒါလည်းပဲကျွန်တော်တို့ကဝမ်းသာတယ်နော်ဖခင်ရဲ့စိတ်သဘောပဲဘုရားသခင်ရဲ့ကျေးဇူးတော်အင်မတန်မှကြီးတယ်ကျွန်တော်တို့ယုံကြည်သူသားသမီးများဟာဖခင်များနေ့ကိုပြုလုပ်ရတယ်ဒါကြောင့်ဖခင်များနေ့ရောက်တဲ့အခါမှာတစ်နှစ်လုံးမေ့ထားတဲ့ဥစ္စာနည်းပြန်တည်ရဒီချိန်တော့ဖခင်တော့တိတ်တော့လဲအလေးမထားရင်လည်းပဲပြန်ပြီးအလေးထားရတဲ့အရာကျွန်တော်တို့ကြုံရတယ်ဒုတိယတစ်ခုကတော့ဖခင်များနေ့လုပ်တဲ့အခါမှာတော့ဖခင်တွေကလည်းမိမိတို့ရဲ့ဝန်တာပေါ့အဲ့ဒါမိမိတို့ရဲ့တာဝန်ကိုပို့ပြီးတော့မှသိလာရတယ်နော်ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး35နော်အငယ်7ကနေပြီးတော့31အထိဖတ်တဲ့အခါမှာအင်မတန်မှကောင်းတဲ့ပုံပြင်တစ်ပုဒ်ကိုသခင်ယေရှုကပြောတယ်သခင်ယေရှုကမိန့်တော်မူတယ်အဲ့တော့သခင်ယေရှုရဲ့အသက်တာမှာသူဒေသနာတွေဝေမျှတဲ့အခါဥပမာတွေကိုပေးတယ်အဲ့တော့ဒီဥပမာကတော့အကျော်ကြားဆုံးဥပမာပဲနော်အင်္ဂလိပ်လိုပြောရဲဆိုတော့ဒါတော့ the best လို့ပြောတယ်အကောင်းဆုံး story တဲ့ပုံပြင်တဲ့ of the wall လို့ပြောတယ်ကမ္ဘာပေါ်မှာအကောင်းဆုံးပုံပြင်တစ်ပုဒ်တဲ့အဲ့တော့အဲ့လောက်ကောင်းတဲ့ပုံပြင်တစ်ပုဒ်ကဘာအကြောင်းပြောလဲကျွန်တော်တို့ဒီနေ့ဆင်ခြင်ဖို့ဖြစ်ပါတယ်တဖန်မိန်တော်မူသည်ကတစုံတယောက်သောသူ၌သားနှစ်ယောက်ရှိ၏တဲ့သားငယ်သည်အဖထံသို့တွား၍အဖအကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လေအဖသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏ထို့နောက်များမကြာနော်သားငယ်သည်မိမိဥစ္စာများကိုသိမ်း၍ဝေးစွာသောပြည်သို့တွားပြီးလေထိုပြည်မှာကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာပြုံးတည်၍ကျွန်တော်တို့အားလုံးသိပြီနော်ဘုသူအကြောင်းပြောရလဲဘုသူအကြောင်းပြောရလဲဟမ်ပျောက်သောသားတဲ့နော်ဒီတော့ကလည်းပျောက်သောဖခင်ဖြစ်ရတယ်လို့ပျောက်သောသားနော်သားတရားပျောက်သွားတဲ့အကြောင်းဥပမာလေးအင်မတန်ကောင်းတယ်အဲ့ဒီသခင်ယေရှုရဲ့မိန့်တော်မူတဲ့ဥပမာမှာတစုံတယောက်သောသူ၌လူတယောက်မှာသားနှစ်ယောက်ရှိတယ်နော်အဲ့ဒီသားအငယ်ကအဖထံသို့သွားပြီးတော့မှသူရမယ့်အမွေဥစ္စာကိုပေးပါဆိုမှတောင်းတယ်ယူဒလူမျိုးတွေရဲ့ထုံးစံမှာနော်အမွေကပေးဖို့ပေးရနော်ဒါပေမဲ့ကိုယ်သဘောတိုင်းပေးလို့မရဘူးသူတို့မှာနော်ပြောမယ်ဆိုရင်ဒီမောရှေပြညတ်ခဲ့တဲ့အရာရှိတယ်အဲ့ဒီပြညတ်ခဲ့တဲ့အရာအတိုင်းသူတို့ကအမွေကိုခွဲပေးရတယ်တရားဟောရာကျမ်းခန်းကြီး21အငယ်16မှာဖော်ပြထားဒါကဘာကိုဖော်ပြလဲဆိုရလို့ရှိရင်ဒီဂျူးတွေရဲ့နော်သူတို့ရဲ့ပြညတ်တရားအောက်မှာဖခင်တယောက်ကသူတည်သွားရင်သူ့အမွေကိုထားခဲ့ဒီအမွေကို3ပုံရအဲ့တော့သားကြီးက2ပုံသားငယ်က1ပုံရဒါတော့နော်သူတို့ရဲ့ထုံးစံပဲနော်အဲ့တော့သားကြီးဖြစ်တော့သူက2ဆရတာပေါ့လေသားငယ်ကတော့1ဆပဲရတယ်ဒါပေမဲ့သူကအသက်ကြီးပြီအလုံးလည်းမလုံးနိုင်တော့ဘူးနော်အဲ့ဒီခါကျတော့သူကစောစောစီစီပေးချင်လည်းပဲပေးလို့ရတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ဗာတွေ့ရဆိုသားငယ်ကသူ့အဖေစီကိုသွားတယ်အဖေကတော့မသေးသေးဘူးဒါပေမဲ့သူကတောင်းချင်နေပြီအဖေစီမရမယ့်ဥစ္စာကိုစောစောပေးခိုင်းတာအဲ့တော့သူရမယ့်ဥစ္စာက1ပုံပဲ3ပုံမှာ1ပုံပဲအဲ့ဒီ1ပုံကိုရမယ့်ဥစ္စာကိုသူကတောင်းတဲ့အခါမှာ
သူ့ဖေကပြန်ပေးလိုက်တယ်တဲ့အဲ့တော့ဘာဖြစ်လို့ပေးလိုက်တာလဲဘာဖြစ်လို့ပေးလိုက်တာလဲမပေးမနေလို့မရဘူးလားမပေးနေလို့ရပါတယ်သို့တော်လည်းပဲဖခင်ကဒီသားကိုသင်ယူစေချင်တာလောကကြီးကဘယ်တော့ခက်ခဲတယ်လဲဆိုတာကိုမသိဘူးနော်ဒီသားကိုလောကကြီးနဲ့ပတ်သက်တဲ့အလေ့လာကိုသူကသင်ပေးချင်တာဆက်ပြီးတော့မှဖတ်မယ်ဆိုအခန်းငယ်14မှာရှိသမျှကုန်သောအခါထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏တဲ့ထိုအခါပြည်သားတယောက်ထံသို့သွား၍အစေခံလျင်ဝက်တို့ကိုကြောင်းစေခြင်းကသူသခင်သည်တောသို့စေလွတ်သည်ဖြင့်တဲ့သူသည်ဝက်စားတတ်သောပဲတောက်ကိုပင်စားချင်မတတ်ငတ်မို့လျက်နေအဘယ်သူများအစာမကြွေလောကကြီးကထင်တယ်လို့မလွယ်ခုဘူးဆိုတာကိုအဖေကသင်ပေးတာဖြစ်တယ်လောကကြီးထဲကိုသူထွက်သွားတယ်ဝေးစွာသောပြည်တဲ့အဲ့ဒီကိုသွားတယ်သွားပြီးတော့မှအဲ့ဒီနေရာမှာသူကရှိသမျှစီးစိမ်ဥစ္စာကိုကာမဂုဏ်လွန်ကျူးသောအားဖြင့်ပြုံးတီးသွားတယ်ပတ်စံမရှိတော့ဘူးရှိသမျှကုန်သောအခါမှာသူကလည်းပဲဘယ်မှာလို့ပြောရင်သူကလည်းခံဆိုးတယ်ကွာသူရှိတဲ့သူပတ်စံကုန်တဲ့အချိန်မှာပဲအဲ့တိုင်းပြည်မှာလည်းငတ်မှုချင်းဘေးရောက်နေတယ်အစာခေါင်းပါချင်းဘေးရောက်နော်ကုန်စိမ်းလုံးအရန်တက်တဲ့အချိန်နဲ့သွားတိုးတာအဲ့ဒီအခါမှာသူကအလွန်ဆင်းရဲခြင်းလို့ရောက်တယ်အဲ့တော့ဆင်းရဲလို့သူစားဖို့တောက်ဖို့အခက်ခဲတဲ့အခါမှာပြည်သားတယောက်အဲ့ဒီပြည်သားတယောက်ထံကိုတွားပြီးတော့အစေခံတယ်တွားပြီးတော့အဲ့နေရာမှာကျွန့်လောက်တာအဲ့ဒီနေရာကမှသူ့ရဲ့လှုပ်အားကိုတွားရောက်တာဒါပေမဲ့အဲ့ဒီသူကနော်တာမန်လူမဟုတ်ဘူးသူကဝက်ကိုရောင်းတဲ့လူဖြစ်တယ်ဝက်ကိုမွေးတဲ့လူဖြစ်တယ်နော်အဲ့တော့ဝက်ကိုမွေးတယ်ဆိုတဲ့အခါသူတို့တိုင်းပြည်မှာတော့သူတို့လူမျိုးမှာတော့အင်တာမယွန်စရာကောင်းပြီးနှိပ်ကြတယ်လို့ဖြစ်တယ်အဲ့တော့သူတို့ရဲ့စကားပုံကဝက်ကိုအစာကျွေးသောသူသည်ကြိမ်ချင်းကိုခံရသောသူဖြစ်တယ်ဝက်နဲ့ယူဒလူမျိုးကတော့လုံးဝအဆင်မပြေဘူးအဲ့တော့လူတယောက်ကနော်ပြစ်ဒစာလုပ်ရင်တော့မှဒီလောက်နှိပ်ချခြင်းမခံရဝက်မွေးတော့နှိပ်ချခြင်းခံရပြီအဲ့တော့အလုတ်အားလုံးထဲမှာအောက်ဆုံးမှာရှိတဲ့အလုတ်အဲ့ဒီအောက်ဆုံးမှာရှိတဲ့အလုတ်အပြင်မှာအဲ့ဒီဝက်စာကိုကျွေးရတဲ့သူအလုတ်လုပ်ရတယ်အဲ့တော့ဒီမှာသခင်ယေရှုပြောတဲ့ပုံပြန်ဒီအရင်တုန်းကတော့တထေးသားပဲနော်သားငယ်ပဲအခွင့်အရေးရှိတဲ့လူဒါပေမဲ့အခုတခါတည်းသူ့ကိုဘယ်နေရာကိုပို့လိုက်လဲဟိုအဆုံးကိုပို့လိုက်တာဖြစ်တယ်တဲ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီသူ့ရဲ့ခက်ခဲခြင်းကိုကျွန်တော်တို့ကိုဖော်ပြတာဖြစ်ပါတယ်နော်အဲ့တော့သူကပဲတောက်တယ်ဝက်ကိုကျွေးတဲ့အစာအဲ့ဒါကိုစားချင်တာငတ်လို့ဒီဥစ္စာကလူစားတဲ့ဟာမဟုတ်ဘူးနော်ဝက်စားတဲ့အစာပဲသို့တော်လည်းပဲအဲ့ဒါကိုစားခြင်းနဲ့စိတ်ဖြစ်ပေါ်လာတယ်ငတ်လို့ဒါပေမဲ့ဘယ်သူမှသူ့ကိုမကြွေးဘူးတဲ့မစားရဘူးအဲ့ဒီခါမှသူကနောင်တရပြီသူနောင်တရပြီထိုအခါတတိယနေ့ငါဖအိမ်၌အခတ်စားသောသူတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌သေအောင်အငတ်ခံရ၏ငါထ၍ဖထံသို့သွားမည်အဖကျွန်ုပ်သည်ဘုရားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသားဟုခေါ်ခြင်းကမထိုက်တာမှာသူ900၌ကျွန်ုပ်ကိုထားတော်မူဟာပြောမိဟုအကြံရှိသည်နှင့်ထ၍အဖထံသို့သွား၏ဆိုဒီပုံပြင်ရဲ့တတိယဘိုင်းမှာတော့သခင်ယေရှုကကျွန်တော်တို့ကိုဘာသွန်သင်တယ်လဲဆိုရင်နောင်တရပြီးတော့မှအဖေစီကိုပြန်လာတာအဲ့တော့အရန်ခက်ခဲတဲ့အခါမှာကျွန်တော်တို့ကမပြန်လာလို့မရတော့ရွေးချယ်စရာလမ်းမရှိတော့ဘူးသူအဖေစီပြန်ဖို့လမ်းကလွဲလို့တခြားလမ်းမရှိဘူးသူအဖေကနော်အင်တာချမ်းသာတဲ့သူဖြစ်တယ်သူအဖေစီမှာအလုတ်လုတ်တဲ့လူတွေကျွန်းနေနော်အစာစားရတယ်ဝါစွာစားရတယ်တဲ့သူကတော့မစားရဘူးငတ်နေတဲ့အခြေအနေဖြစ်တယ်အဲ့တော့သူရဲ့သခင်အစ်စ်နော်ပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့သခင်ကသူ့ကိုမကြွေးဘူးခိုင်းတာအဲ့နောက်မှာတော့သူကထပြီးတော့မှသူ့ဖေစီကိုပြန်တယ်သွား၍ဝေးသောအခါအဘသည်သူ့ကိုမြင်လျင်တနာသောစိတ်ရှိသည်နှင့်ပြေးသွား၍သားဤလေပင်ကိုပိုက်ဖဲ့လျက်နမ်းရှုပ်လေ၏နောင်တနဲ့ပြန်လာတဲ့သားကိုအဖေကအပြစ်မတင်ဘူးဘာဖြစ်လို့ပြန်လာတာလဲလို့လည်းမပြောဘူးဘယ်လိုလဲကွာလက်အဆင်ပြေလားနော်အခုမှပြန်လာသလားထိစကားငေါ့စကားမပြောဘူးကျွန်တော်တို့လူသားအများကြီးကတော့ဒီလိုမျိုးပြန်လာတဲ့လူကိုကြိုဆိုဖို့အတွက်ပြောသူ့ရဲ့အပြစ်ကိုပြောတာသို့တော့ဒီဖေကအဲ့လိုမဟုတ်ဘူးတဲ့နော်သူ့ဖေကအဲ့လိုမဟုတ်ဘူးသူ့ဖေကခါတဲ့ပြေးသွားပြီးတော့မှသားရဲ့လေပင်ကိုပိုက်ဖက်ပြီးနန်းတယ်
သားကလည်းအဖကျွန်ုပ်ဒီဖျားသခင်ကို၎င်းကိုတော်လွန်ပြစ်မှားပါပြီတဲ့ယခုမှစပြီးကိုတော်ဤသားဟုခေါ်ခြင်းကမထိုက်တန်ပါဟုဆိုလင်အဘကမြတ်တော်ဝတ်လုံကိုယူခဲ့ကြသူ့ကိုခြုံကြသူဤလက်၌လက်စုတန်စာကိုဆင်ကြချင်းနှင်းကိုလည်းစီးစေကြဆူအောင်ကျွေးသောနွားကလေးကိုယူ၍သတ်ကြတို့ပြီးမှငါတို့သည်စားကြကုန်အပ်ပျော်မွေ့ခြင်းကိုပြုကြကုန်အပ်ငါသားသည်အထက်ကသေ၏နော်ယခုရှင်ပြန်၏အထက်ကပျောက်၏ယခုပြန်တွေ့၏ဟုအစေပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏နော်ဒီနေရာမှာတော့ဒီသားကအိမ်ကိုပြန်လာတယ်နောင်တနဲ့ပြန်လာတဲ့သားကိုအဖေကဝမ်းသာအားရနဲ့သွားပြီးကြိုတယ် joyful welcome ပျော်ပျော်ရွှင်ရွှင်နဲ့သွားပြီးကြိုဆိုတယ်ကြိုဆိုရုံမကဘူးနော်ဒီအပြစ်လုပ်ခဲ့တဲ့သားနော်ဒီသားကိုသူကချီးမြှောက်တယ်ပြန်ပြီးတော့ချီးမြှောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်နော်ဒီနေရာမှာတော့သူ့ရဲ့သားကိုပွေ့ဖက်ကြိုဆိုပြီးတဲ့အခါမှာပစ္စည်း၃မျိုးပေးပါတယ်နော်ပထမဥစ္စာတစ်ခုကတော့ဝတ်ယုံကိုပေးတာဖြစ်ပါတယ်နော်အဝတ်ကိုပေးတယ်တဲ့နော်ဒီကျမ်းစာမှာဆိုတဲ့အခါမှာဒီဝတ်ယုံဟာသူ့ရဲ့ဂုဏ်တည်အတွက်ဖြစ်တယ်သူကဟိုးဝက်စာတော်မှသွားစားရမယ်သူဝက်တောင်မှသွားပြီးတော့ကြောင်းရတဲ့သူဟာဂုဏ်တည်မရှိတော့ဂုဏ်တည်တပြားမှမရှိတော့တဲ့သူကိုဒီအဖေကပြန်ပြီးတော့မှဂုဏ်တက်လာအောင်ဆိုဝတ်ယုံခြုံပေးတယ်အသီးနဲ့တင်းတယ်အောင်ပြန်ပြီးတော့ပတ်စည်းတယ်ဒုတိယတစ်ခုကတော့လက်စွပ်ကိုပေးတယ်အဲ့တော့လက်စွပ်ရဲ့အဓိပ္ပာယ်ကတော့တကူအာနာပဲအခွင့်အာဏာဖြစ်တယ်အဲ့တော့ဒီလက်စွပ်ကသူ့ရဲ့ကိုယ်စားဖြစ်တယ်အတခွင့်အာဏာမပြောနဲ့တော့စားစရာတော့မရှိတဲ့ဘဝကနေပြီးတော့အဖေစီပြန်လာတဲ့အခါမှာဒီအဖေကသူ့ကိုတကူအာဏာပြန်ပေးတယ်ဒီနေ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဘုရားသခင်ကငါတို့ကိုပြန်လက်ခံတယ်ဆိုတဲ့အရာကိုဖော်ပြတာဖြစ်တယ်အင်မတန်ကောင်းတဲ့နှုတ်ကပတ်တော်သခင်ယေရှုကိုယ်တိုင်မိန့်တော်မူတဲ့အရာဖြစ်တယ်တတိယကတော့ခြေနင်းဖြစ်တယ်အတိပ္ပယ်ကဘာလဲသူတို့တိုင်းပြည်မှာသူတို့ရဲ့ယဉ်ကျေးမှုမှာကျုံဆိုရင်တော့ဖဏမစီရဖဏစီခွင့်မရှိဘူးကျုံကဖဏစီတယ်ဆိုတာကတော့ဒါကတော့သခင်ဖြစ်မှာသခင်ရဲ့သားဖြစ်မှာသူတို့ကဖဏစီရဒီခြေနင်းဟာအရေးကြီးတဲ့အရာဒီခြေနင်းကစာချုပ်ပဲဖြစ်တယ်အဲ့ဒီခါကျတော့နော်သူကကျုံမဟုတ်တော့ဘူးကျုံဖြစ်ကနေပြီးတော့လွတ်သွားပြီအလုတ်သမားမဟုတ်တော့ဘူးဘာလို့လဲတထေးရဲ့သားဒီအလုတ်ရှင်ရဲ့သားဖြစ်သွားပြီအဲ့တော့ဒီ၃ခုကိုပြန်ပြီးတော့တိဆောက်ပေးတယ်အရင်တော့ကဘာမှမရှိတော့တဲ့သူနော်ဂုံတိတ်ခါလည်းမရှိတော့ဘူးအခွင့်အာဏာလည်းမရှိတော့ဘူးကျုံဖြစ်နေတဲ့သူကနေပြီးတော့မှပြောင်းလဲပြီးတော့မှအကုန်လုံးကိုပြန်ပြီးတော့ဖျားအဖေကပေးတာအဲ့တော့ဒီ story လေးကအင်တာမကောင်းတဲ့အရာဖြစ်တယ်ဒီ story ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာကျွန်တော်တို့ကြားရတဲ့အခါမှာဘာတွေ့ရလဲဘာတွေ့ရတကယ်ပဲဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီပုံပြင်ဟာဒီသားရဲ့အပြစ်ကိုပြောတာမဟုတ်ဘူးဒီပုံပြင်မှာသခင်ယေရှုဖော်ပြချက်ဘုရားရဲ့မေတ္တာဖခင်ရဲ့မေတ္တာကိုဖော်ပြတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖခင်များနေ့ပြောတဲ့အခါမှာဖခင်ရဲ့မေတ္တာကပထမဆုံးအဓိကအခန်းမှာပါတဲ့အရာဖြစ်ပါတယ်နော်နောက်ဒုတိယတစ်ခုကတော့ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနော်ဘုရားရဲ့ခွင့်လွှတ်ခြင်းဖြစ်ပါတယ်အဖေရဲ့ခွင့်လွှတ်ခြင်းကိုဖော်ပြတဲ့အရာထပ်တူထပ်မြတ်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီခါတော့ဟိုးအမေရိကပြည်မှာလင်ကွန်းဆိုတဲ့လူတယောက်ရှိစစ်ဗိုလ်ကြီးပေါ့နောက်တော့သမ္မတဖြစ်လာတယ်လင်ကွန်းကြီးသူကတိုက်ခိုက်ရတာပေါ့တောင်ပိုင်းနဲ့မြောက်ပိုင်းပြည်တွင်းစစ်ဖြစ်တယ်သူကတော့မြောက်ပိုင်းကနေပြီးတော့တောင်ပိုင်းသားတွေကိုတိုက်ရနောက်ဆုံးတစ်နေ့မှာတော့ဒီတောင်ပိုင်းသားတွေရှုံးနေသွားတယ်တန်းပြည်လည်းပြန်ပြီးတော့ပေါင်းစည်းသွားရတယ်အဲ့ဒီအချိန်မှာဒီတောင်ပိုင်းသားတွေကပြဿနာရှာတဲ့သူတွေဖြစ်တဲ့ကြောင့်သူ့ရဲ့နော်ရဲဘော်တွေကဘာပြောလဲလင်ကွန်းအခုကျွန်တော်တို့နိုင်ပြီအခုအဲ့ဒီတပုံထားခဲ့တဲ့ဒီတောင်ပိုင်းသားစစ်ဗိုလ်တွေငါတို့ဖမ်းမိထားပြီတို့ဘာလုပ်မလဲခေါင်းဖြတ်မလားဒါမှမဟုတ်လည်းငါတို့ဂလက်စားချင်မလားမေးတယ်တဲ့ဟာလင်ကွန်းအဲ့ဒါလိုမလုပ်ဘူးတခါမှငါတို့ရံမဖြစ်ဘူးတဲ့သူတွေလိုပြန်ဆက်ဆံမယ်ကွာငါတို့တခါမှစကားမများဘူးတဲ့လူတွေလိုဆက်ဆံမယ်ခွင့်လွတ်လိုက်တာခွင့်လွတ်တာနော်ကျွန်တော်တို့ခွင့်လွတ်ခြင်းကလည်းပဲဒီနေ့သခင်ယေရှုကဒီပုံပြင်အဖြစ်ပြောတာဒီအဖေကခွင့်လွတ်တာနော်တောင်တန်းနဲ့ပြန်လာတဲ့လူကအပြစ်စကားတစ်ခုမှမပြောဘဲနဲ့ခွင့်လွတ်တဲ့အတွက်ကြောင့်သားနဲ့အဖကပြန်ပြီးပေါင်းစည်းတယ်အဖေရဲ့ခွင့်လွတ်ခြင်းကိုဒီနေ့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့တကယ်ပဲအဖေတွေရှိတယ်နော်သားသမီးတွေရဲ့အပြစ်တွေကိုခွင့်လွတ်နိုင်တဲ့သူများဖြစ်တယ်
ကျွန်တော်တို့စကပုံတောင်မှရှိတယ်ဘာပြောလဲဆိုအခွင့်တော့လွတ်လို့ရတယ်တဲ့မေ့ပြစ်လို့တော့မရဘူးတဲ့နော်ဘာပြောတာလဲချီနှောင်ထားသေးတယ်ခွင့်တော့ခွင့်လွတ်တယ်လို့ပါဇက်ကတော့ပြောဒါပေမဲ့နောက်တစ်ခါမခံရမမေးနဲ့အဖေရဲ့နှလုံးသားအဲ့ဒါမဟုတ်ဘူးနော်ဒီနေ့ခွင့်လွတ်တယ်နောက်တစ်ခါခွင့်လွတ်ဖို့လည်းအစင်သင့်ပဲဒီနေ့တီဆောက်ပေးတယ်နောက်တစ်ခါထပ်ပြီးတီဆောက်ပေးဖို့လည်းအစင်သင့်ပဲဒီနေ့ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဖခင်ရဲ့စကားကိုနားထောင်ခဲ့တဲ့နှစ်ပေါင်းများစွာနော်နားမထောင်ခဲ့တဲ့နှစ်ပေါင်းများစွာအတွက်သူဟာနော်ပင်ပန်းခြင်းကိုကြုံရသို့တော်လည်းအဲ့ဒါတွေတစ်ခုလုံးကတစ်ခုမှဘုရားသခင်ကဖခင်ကနော်အမှတ်မထားဘူးဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့ဒီဝတ္ထုကနေပြီးတော့မှသင်ခန်းစာရှိပါလေနံပါတ်1ကတော့ဖခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်ပါတယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာကရှိသမျှကိုပေးနိုင်တာရှိတဲ့အရာအားလုံးကိုပေးတာဖြစ်ပါတယ်ဒီနေ့တားငယ်ကသူရပိုင်ခွင့်လို့ပြောပြီးတောင်းတယ်မပေးရင်လည်းရတယ်သူသေသွားမှလည်းပေးရမယ့်အရာဖြစ်တယ်သို့တော့မေတ္တာနဲ့သူပေးတယ်နော်ရှင်မသက်ခရစ်ကျမ်းခန်းကြီး9အငယ်930မှာသားသည်မုတ်ကိုတောင်းလင်တဲ့မိမိသားအားကြောက်ကိုပေးမဲ့သူငါးကိုတောင်းလင်မွေကိုပေးမိသူတစုံတယောက်သင်တို့တွင်ရှိသလောမေးထားတယ်အဲ့တော့ဖခင်တွေကဘယ်တော့မှသူ့ရဲ့သားကိုမကောင်းတဲ့အရာမပေးဘူးသူတို့တောင်းတဲ့အရာကိုပေးတဲ့သူတွေဖြစ်ပါတယ်ဒါကတော့ဘာကိုဖော်ပြလဲသူတို့ရဲ့ချစ်ချင်းမေတ္တာဒုတိယတစ်ခုကတော့နော်ဖခင်ရဲ့ခွင့်လွှတ်ခြင်းကျွန်တော်တို့ကြည့်ပြောခဲ့ပြီးပြီဒီခွင့်လွှတ်ခြင်းအကြောင်းနောင်တနဲ့ပြန်လာတဲ့သားကိုကြိုးဆိုတယ်ဒီနေ့ဖခင်တွေဟာသားတွေကိုအမြဲတမ်းခွင့်လွှတ်တဲ့သူတွေဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့အပြစ်တွေကိုခွင့်လွှတ်တဲ့သူအမြဲတမ်းဖြစ်ပါတယ်နံပါတ်3တစ်ခုကတော့ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းဖြစ်ပါတယ်နော်ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကအင်တာမအံ့ဩစရာကောင်းတယ်အမှားယွင်းနဲ့ပြန်လာပေမဲ့လည်းအသစ်တစ်ဖန်ပြန်ပြီးတော့တိဆောက်ပေးတယ်ပြန်ပြီးချီးပေးတယ်ဖခင်ဒီနော်ကျွန်တော်တို့သားတွေကကြာသွားတဲ့အခါမှာမအောင်တဲ့အခါမှာပြန်လာတဲ့အခါမှာအသစ်ပြန်လာပြီးနောက်တစ်ခါကြိုးစားခိုင်းတာကိုကျွန်တော်တို့တွေ့ရပါကျွန်တော်တို့အိမ်သားမှာကောင်းလေးတယောက်ရှိတယ်စာမေးပွဲဖြေတယ်အဖေကအယမ်းပင်ပန်းတယ်သူကြိုးစားပြီးတော့မှစိုက်ကနေရတာဖြစ်တယ်အဲ့တော့ရတဲ့ပတ်စံလေးနဲ့ရှားကြမ်းပြီးတော့မှသူ့သားကိုကြောင်းထားတယ်သူများလေကျူရှင်ဆိုလဲကျူရှင်ပဲအထူးထုတ်ဆိုလဲအထူးထုတ်ပဲအယမ်းပတ်စံကုန်တယ်သူ့မှာအင်ကြီးဝတ်စရာမရှိမန်ယူအင်ကြီးအဆုပ်တဲ့ထဲပဲသူ့ဝတ်နော်အဲ့တော့ तू ကတခါလေခဏလည်းပဲသူညီးတွားတဲ့အတန်တခါမှမပြောဘူးနော်ကျွန်တော်တို့အံ့ဩတယ်သူအဲ့ဒီသားလေးစာမေးပွဲကြာသွားသူမျောလင့်စရာဘာမှမရှိတော့ဘူးသို့တော်လည်းပဲအဲ့ဒီသားကပြန်ပြောတယ်အဖေနောက်တစ်ခါတော့ကြောင်းပြန်နေချင်းလေးတယ်တစ်ချိန်မှမညီးတွားဘူးချက်ချင်းပဲပြန်နေရမယ်ဆိုနောက်တစ်ချိန်ပြန်ပြီးတော့မှတက်ခိုင်းတယ်ဒုတိယနှစ်မှာတော့သူ့သားလေးအောင်သွားသူကကျွန်တော်စီပြေးလာပြီးတော့မှသူကကြွားဟာကျွန်တော်သား10တန်းစာမေးပွဲအောင်သွားပြီသူမျက်နှာပျော်ရွှင်နေပါတကယ်တော့တစ်နှစ်ထဲနဲ့အောင်ရမယ့်ဟာကအဲ့ဒီပုဂ္ဂိုလ်က2နှစ်တောင်သူကြောင်းထားရတာဒါပေမဲ့သူကနောက်တစ်ခါကြိုးစားရအခွင့်ကိုပေးတဲ့သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့တော့ထပ်ပြီးတော့မှတီဆောက်ပေးတာတော့အဖေတွေဖြစ်ပါတယ်ခုနကတော့ကျွန်တော်တို့ပြောတဲ့အချက်3ချက်နော်သခင်ယေရှုကိုယ်တိုင်မိန့်တော်မူတဲ့ဥပမာဖြစ်တယ်နော်သခင်ယေရှုမိန့်တော်မူတဲ့ဥပမာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လေးစားမှာဖြစ်တယ်ဖခင်တွေဟာနော်ဒီသားတွေအတွက်တိဆောက်တဲ့နေရာမှာအသေးမရှိတဲ့အရာကိုထပ်ပြီးတော့အသေးနဲ့တိဆောက်ပေးတယ်နော်နောက်တစ်ခါသူရဲ့အခွင့်အာဏာမရှိတာကိုလည်းထပ်ပြီးတော့တိဆောက်ပေးရုံမကနောက်ဆုံးမှလည်းပဲတကယ်ပဲသူ့မှာမရှိတော့တဲ့နော်လုတ်ပိုင်ခွင့်နော်ကျုံအရာကနေပြီးတော့မှနော်အသစ်သောအရာကိုပေးပြီးတော့တိဆောက်ပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နော်အင်္ဂလိပ်စကားတစ်ခုမှာဘယ်လိုဖော်ပြလဲဆိုဖခင်ဆိုတာတွေဟာတဲ့သားများရဲ့လက်ကြခြင်းကိုဖမ်းဆုပ်တဲ့သူတွေဖြစ်တယ်တဲ့နော်အဲ့တော့ဒီဟာကအရေးကြီးတယ်သားတစ်ယောက်ကလက်ကြရမယ်ဆိုရင်ဖမ်းဆုပ်တဲ့သူဟာအဖေတွေဖြစ်တယ်နော်ဒါကြောင့်သားသမီးတွေဟာကြာရှုံးခြင်းကနေပြီးတော့လွတ်မြောက်တယ်ဆိုပြီးတော့မှဒီအင်္ဂလိပ်စာဆိုတယောက်ကပြောထားတာဖြစ်တယ်တဲ့နော်ဒီနေရာမှာရေးထားတဲ့ဥပမာလေးနော်ဘယ်လိုပြောမလဲကြပြလေးပေါ့လေအဲ့ဒါလေးတစ်ခုဖတ်ပြချင်ပါပဲ The greatest gift I ever had came from God I call him Dad လို့ပြောတယ်
အတိပေကတော့နော်ဖျားသခင်ထံကအကြီးဆုံးလက်ဆောင်တစ်ခုကျွန်တော်ရတယ်အဲ့ဒီရတဲ့လက်ဆောင်ကနော်အဖေဖြစ်တယ်ဆိုမှသူကဖော်ပြထားတယ်အဲ့တော့ဖခင်ကိုပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖျားသခင်ကိုကျေးဇူးတင်စရာဖြစ်တယ်သားသမီးတွေအတွက်ဖခင်ရဲ့ကြိုးစားအားထုတ်မှုတွေကိုတတိမမေ့စေခြင်းဘူးနော်အခုအသက်ပြိုစင်မှာပင်သင်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့ပါဆိုမှဒေသနာကျမ်းခန်းကြီး7ဖော်ပြတာတွေ့ရပါတယ်နောက်ဆုံးမှာတော့ဖခင်ရဲ့ဝမ်းမြောက်ခြင်းအကြောင်းဖော်ပြခြင်းတာဖြစ်တယ်အဲ့တော့ဒီနေရာမှာနောင်တနဲ့ပြန်လာတဲ့သားကိုတွေ့တဲ့အခါမှာဒီဖခင်အင်တန်မှပြောတယ်ပြေးပြီးတော့မှသူ့ရဲ့လေဘင်းကိုပွေဖက်တယ်နော်ဒါကသူ့ရဲ့ပျော်ရွှင်ခြင်းသူ့ရဲ့ဝမ်းမြောက်ခြင်းနော်အဲ့တော့ရှင်ရောဟန်ဩဝါဒစာဒုတိယဆောင်ခန်းကြီး1အငယ်4မှာငါတို့သည်တဲ့ခမည်းတော်ဖျားထံ၌ပညာကိုခံရသည့်အတိုင်းသင်၏သာသမီချို့တို့သည်တမန်တရား၌ကျင့်လည်၍နေသည်ကိုငါတွေ့သောအခါအလွန်ဝမ်းမြောက်ခြင်းရှိ၏ဒီချိန်ပြီးဒီချိန်ကျွန်တော်လာတဲ့အခါမှာဒီမှာတချင်းဆိုတဲ့အဆိုတော်ကျွန်တော်တဘောကြအင်မတန်မှကောင်းတယ်သူခုံပေါ်မှာတက်ဆိုတာလေသူတချင်းဆိုတာနားထောင်ရင်းနဲ့ပြုတ်ကြမှာလဲစိုးရနော်အားလုံးရင်တုံစရာပဲနော်ဒါမဲ့သူဆိုတဲ့တချင်းတွေနားထောင်တဲ့ခါတိုင်းမှာဖျားခင်ကသူတို့ကိုနော်တကယ်ပဲနော်ဆုကျေးဇူးပေးတာကိုကျွန်တော်တွေ့သူအဖေဘယ်လောက်ဝမ်းသာမလဲဘာဖြစ်လဲတမန်တရားလမ်းထဲမှာရှောက်သွားတဲ့အရာဖြစ်တယ်တဲ့နော်ကျွန်တော်တို့ Sunday School မှာကျမ်းစာရွတ်ပြိုင်ပွဲလေးတစ်ခုများလုပ်လုပ်တဲ့အခါမှာဒီသားကလေးတယောက်ကသူကကျမ်းစာရွတ်ရသူကအရှိမသွားထိုင်လို့မှသူကကျမ်းစာရွတ်ခံနေသူ့အဖေကဘေးနားမှာသူကပါဇက်ကလှုပ်သူရွတ်ရမယ်ဆိုတာသူကမေ့နော်သူကျမ်းချက်ကိုသူမေ့သူ့ဖေကရှေ့ဆုံးကနေပြီးတော့မှဒီသားလေးကမိနေတဲ့ဟာကိုသူသိတယ်နော်သူထောက်ပြဖို့ကလည်းဒိုင်လူကြီးတွေကကြည့်တယ်သူကလည်းသူ့အဖေကိုတစ်ချက်လမ်းကြည့်ဒိုင်လူကြီးကဟိုဘက်လှည့်တာနဲ့သူကသူ့အဖေကိုသူကမင်းကောပြီးတော့မေးတယ်ဘာပြောရမလဲပေါ့အဲ့ခါမှာအမှန်တော့သူကအစမေးတာသူ့အဖေကဒိုင်လူကြီးမကြောက်သူ့ကိုပြောတယ်ငါဒီဤလောကကြီးအလင်းဖြစ်၏အော်သူတဘောပေါက်တာဒိုင်လူကြီးလည်းပြန်လှည့်တော့သူကအကြီးကျယ်អော်တယ်ကျွန်တော်ရဲ့ဖေဒီဤလောကကြီးအလင်းဖြစ်၏နော်ဒီခါလေလူတွေကယူကြပေါ့နော်အဲ့တော့ဒီခါမှလည်းမကြောက်ဘူးတဲ့ကြမ်းချက်ဖြစ်တယ်ဒိုင်လူကြီးတော့ပြဿနာတက်သွားပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့နော်အဖေတွေကသူတို့ကလေးတွေတမန်တရားလမ်းထဲမှာတွားအင်မတန်မှဝမ်းသာတာကျမ်းစာရွတ်ရင်လည်းဝမ်းသာတာပဲဒီလိုတချင်းဆိုရင်လည်းပဲဝမ်းသာတယ်တမန်တရားလမ်းထဲမှာရှောက်သွားတာဒီနေ့ဟိုးနောင်တရပြီးတမန်တရားလမ်းထဲကိုပြန်လာတဲ့သားငယ်ကိုအဖေကဘယ်လိုကြိုးဆိုသလဲဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီ story လေးဟာတကယ်တော့ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းတကူတော်ကိုဖော်ပြတာဖြစ်တယ်သို့တော်လည်းပဲတစ်ဖက်ကကျွန်တော်တို့ကြည့်ရင်အဖေတယောက်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်သားဘက်ကနေတွေ့ရင်တော့ဘုရားသခင်အံ့ဩဖွယ်ကဲ့တင်ခြင်းအကြောင်းကိုတွင်တင်တာဖြစ်လို့တစ်ဖက်ကလည်းပဲအဆုံးမရှိတဲ့ဖခင်တယောက်ရဲ့နော်ချစ်ချင်းမေတ္တာနော်ကျွန်တော်တို့မှားယွင်းခဲ့ရင်လည်းဘုရားသခင်ကကျွန်တော်တို့ကိုခွင့်လွှတ်သည်နည်းတူလောကဖခင်ရဲ့သဘောတဘာဝနဲ့အတူတူပဲဖြစ်တယ်ဆိုတဲ့အကြောင်းပေါ်ပြချင်တာဖြစ်တယ်ဒီခါတော့နော်ခီးသွားကြတဲ့လူငယ်တစုရှိတယ်သူတို့ကຫນွေချောင်းပိတ်ရဲမှာစွန့်စားပြီးတော့မှသွားချင်တာပင်လေသမုတ်တရားကိုကူးပြီးတော့ဟိုဘက်ကမ်းမှာရှိတဲ့ကျွန်းမှာသွားလဲချင်တာအဲ့တော့သူတို့ကဘာပြောလဲဆိုဒီပွဲမှာဘယ်သူမှလူကြီးမခေါ်လာနဲ့ငါတို့လူငယ်တွေကြီးပဲသွားမယ်မိန်းကလေးတွေယောက်ျားလေးတွေသင်္ဘောတစ်စီးကိုငှားပြီးသွားကြတဲ့အခါမှာအဖေတွေခေါ်မလာနဲ့အမေတွေခေါ်မလာနဲ့စည်ရင်ရှုပ်တယ်နော်အဲ့လိုပြောပြီးတော့မှသူတို့သွားကြတယ်တွိုင်းနဲ့လမ်းမှာခါတဲ့နော်လေမုန်တိုင်းတိုက်တာအဲ့တော့သင်္ဘောမောင်းတဲ့ကလေးကလည်းပဲသူတို့ကသင်္ဘောမဲငှားလာတာမောင်းတာလည်းသူတို့ကိုယ်တိုင်မောင်းတယ်စွန့်စားချင်တာမထိန်နိုင်တော့ဘူးအကြီးကျယ်ပြဿနာတက်ပြီဟာလေမုန်တိုင်းကတိုက်အောက်ကနေပြီးတော့ရေတွေကဝင်လာတဲ့အခါကျတော့သူတို့ပြရခတ်ဘာလို့ရမှမသိဘူးအချင်းချင်းနဲ့တိုက်ဘယ်လိုလုပ်ကြမလဲဖုံးဆက်နော်အိမ်ကိုဖုံးဆက်တော့လဲလိုင်းကမမီဘယ်လိုလုပ်ရမှမသိသင်္ဘောကမှောက်လူမှောက်ခင်ဖြစ်အဲ့ဒီမှာကလေးတယောက်ကဘာပြောလဲဟာဒါဆိုငါအဖေကိုသွားမေးကြည့်မယ်ငါအဖေကသင်္ဘောသားအိုပဲအရင်တော့သင်္ဘောသားပဲဘယ်မှာလဲနေဖေအိမ်မှာလာမဟုတ်ဘူးတဲ့အဖေပါတယ်အံ့ဩတယ်ငါတို့ပြောထားတဲ့အဖေကိုမခေါ်လာနဲ့အမေမခေါ်လာနဲ့မင်းကစီကန်းဖောက်တယ်ဟုတ်တယ်ငါအဖေကို
ငါခေါ်လာမိတယ်ဘယ်မှာထားလဲစင်အိုးထဲမှာသွားကြည့်တဲ့အခါမှာစင်အိုးနဲ့အုပ်ထားအဲ့တော့အဖေကအဲ့စင်အိုးထဲမှာသူ့အသားကသူ့ကိုခေါ်လာတာအတင်းဒါပေမဲ့လည်းသူ့ကိုစင်အိုးထဲမှာပဲထည့်ထားအခုတော့အရေးကြောင်းကြုံတော့တခါလေအဲ့စင်အိုးကြီးသွားဖွင့်လိုက်တဲ့ခါကျဒီအဖေကထလာသူ့ပြောတယ်အဖေကသင်္ဘောသားဆိုကျွန်တော်တို့သင်္ဘောဒီလိုဖြစ်နေပြီကျွန်တော်တို့ကူညီပါအောင်သူအဖေကပြောခဏနေအောင်ငါလေရှုအောင်မယ်ဘာဖြစ်လဲဆိုငပိအိုးကြီးထဲမှာထည့်ပြီးခေါ်လာအရန်ထူးဆန်းတယ်နော်စင်အိုးထဲကဖေဆိုတဲ့ story ကတကယ်အဖြစ်ပြက်ပဲအဲ့ဒါနဲ့သူကထွက်လာပြီးတော့မှတခါလေအဲ့ဒီသင်္ဘောမောင်းတဲ့နေရာကိုသွားပြီးတော့သူကထိမ့်သိမ့်တာအတွေ့အကြုံရှိတယ်နှစ်ပေါင်းများစွာပညာရှိတယ်အဲ့ဒါကြောင့်မလို့ကောင်းတဲ့စိတ်ကန်းကိုကောင်းမွန်သူကပို့ဆောင်တယ်အဲ့ခါကျတော့သင်္ဘောပေါ်မှာရှိတဲ့ကလေးတွေကအဖြစ်ရဲ့တန်ဖိုးကိုတတိယသိသွားကြတယ်တဲ့နော်ပုံပြင်လေးက true story လေးပါပဲဒါပေမဲ့ကျွန်တော်တို့ကြားရတဲ့အခါမှာဖတ်ရတဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာအဖေရဲ့တန်ဖိုးကျွန်တော်တို့ပို့ပြီးသိလာရတယ်ဒီနေ့ကျွန်တော်တို့အရောက်စီတိုင်းအဖေကိုစင်အိုးထဲမှာထည့်တဲ့လူလည်းရှိမှာပဲနော်အဲ့တော့စင်အိုးထဲမှာထည့်တဲ့သူတွေအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေနော်ကိုသွားတဲ့နေရာမှာစင်အိုးထဲမှာမထည့်ဘဲနဲ့အိမ်မှာခြံထားတဲ့သူတွေလည်းပဲဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့ကြားနာရသောနှုတ်ကပတ်တော်အားဖြင့်ဒီဆောက်ခြင်းကိုရကြပါစေဘုရားသခင်ကောင်းချီးရှိပါစေနော်ကျမတရာစုတရားဒေသနာမဝေငှခင်ကျမနိုင်ကြည့်ထားပါတယ်နိုင်ကွက်တီပဲဖြစ်ပါတယ်ဒီမိနစ်30အတွင်းမှာဆရာကနေပြီးတော့မှနော်ဒီတရာဒူဆိုးကနေပြီးတော့မှဒီရဲ့တရားဒေသနာကိုဟောတဲ့အခါမှာကျမတို့သိပါတယ်၃ချက်ကတော့ God's love ပေါ့နော်ဖခင်ရဲ့ချစ်ချင်းမြတ်တာGod's forgiveness ဖခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ God's honoring ပြန်ပြီးတော့တနေ့ကျရင်ဖခင်ရှင်ကချီးမြှောက်မှာဖြစ်ပါတယ်ဒီပုံမြင်လေးကတော့ the best story of the world ကဘာပေါ်မှာပုံမြင်နေအများကြီးရှိမယ်မိဘတွေကကလေးတွေကိုငယ်စဉ်မှာပုံမြင်ပြောလိုက်ခြင်းကကလေးတွေအတွက်ဘာသာစကားတွေကိုကြွယ်ဝမှုဖြစ်စေတယ်ကရင်လိုမြန်မာလိုအင်္ဂလိပ်လိုဘာသာစကားတွေကြွယ်ဝမှုတွေဖြစ်စေတယ်ပေါ့နော်ပို့ပြီးတော့ကျွမ်းကျင်စေတယ်တရာဒိုနဲ့မိသားစုကိုလည်းဒါရဖျားခင်ကောင်းချီးပေးတယ်အသုံးပြုပါစေလို့နော်ဒီရဲ့နှုတ်ပတ်တော်ကိုကြားတဲ့အခါမှာအရင်ပဲဖခင်တွေရဲ့မေတ္တာတွေကိုခံစားရပါတယ်တခါကနော်ပညာရှင်တူကဘာပြောလဲဆိုတော့ဖခင်ရဲ့မေတ္တာဘာနဲ့တူလဲဆိုရင်ငှက်ကလေးတွေပြန်တာနဲ့တူတယ်တဲ့ငှက်ကလေးတွေရဲ့အတောင်ပံအောက်ကလေနဲ့တူတယ်တဲ့ဖခင်ရဲ့မြတ်တာဘာကြောင့်လဲဆိုလို့ရှိရင်တဲ့ဒီအတောင်ပံဟာတဲ့ပြန်လိုက်တဲ့အခါမှာဘယ်ရောညာရောဟန်ချက်မငြိမ်ငှက်ကလေးတွေကတဲ့ပြုတ်ကျပြီးတော့သေသွားနိုင်တယ်တဲ့ဖခင်တွေရဲ့မြတ်တာကတဲ့ငှက်ကလေးတွေလိုပဲအတောင်ပံလေးတွေတစ်ဖြတ်ခတ်လိုက်တဲ့အခါမှာဟန်ချက်ညီအောင်မိသားစုကိုအကောင်းဆုံးနော်ကြည့်ရှုပေးနေတဲ့ဖခင်များဖြစ်တယ်ဆိုတာကိုပြောချင်တယ်နောက်တရာဆိုရဲ့တရားဒေသနာကိုကျမတို့ YouTube မှာခဏမြင်ရတယ်ကျမအဲ့မှာထူးထူးခြားခြားတရားဟောချက်လေးတစ်ပုဒ်ကိုကျမတွေ့လိုက်တယ်အဝဲပါဟေတာကဆော်လို့ဘာကညောကလော်လောလက်တူဝဲလာလဲထီကြီးကိုကြီးကျမလုံးဝမမေ့ဘူးပေါ့နော်ဘာအကြောင်းကိုပြောတာလဲဆိုတော့သူ့ကိုဆရာကိုပေါ့နော်စာရေးဖို့ရန်အတွက်သင်အုပ်ဆရာတစ်ပါးကသူ့ကိုပြောတယ်ငွေကြေးလည်းအများကြီးပေးမယ်နော်ကုန်ကြတဲ့စာစရိတ်တွေလည်းပေးမယ်အဲ့ဒါလေးကိုရေးပေးပါလို့ဆရာဆိုးကိုပြောတဲ့အခါမှာဆရာကျန်သူကအရန်ဝမ်းမြောက်တာပေါ့ငွေကြေးကအရန်အမောက်များတော့သူအရန်ဝမ်းမြောက်တယ်ပြီးတော့သူကအချိန်တန်တော့အိုက်ဆရာတွေနဲ့သွားတွေ့ပြီးတော့မှပြန်တော့မယ်အချိန်ကြတော့မပြန်နဲ့တဲ့မင်းငါနဲ့အိတ်ရမယ်တဲ့သူကရိုးရိုးအိတ်တာမဟုတ်အတူတူအိတ်ခိုင်းတဲ့အခါမှာဆရာကပြောတယ်မလို့တော့ဘူးတဲ့ကျွန်တော်မအိတ်ဘူးပေါ့သူညင်းခဲ့တယ်တဲ့ညင်းလဲညင်းရောတဲ့သူ့ကိုတဲ့စာလဲမရေးခိုင်းတော့ဘူးတဲ့ကုန်ကြရက်စိတ်တွေလည်းမပြေဘူးတော်သေးတယ်တဲ့ကျွန်တော်မယူလိုက်ဘူးပေါ့နော်ကျွန်တော်ပြန်လာတယ်ဒါပေမဲ့အဲ့ဒါမကြဘူးတဲ့အမှုတော်ဆောင်တစ်ပါးကတဲ့အဲ့ငွေကြေးကိုလိုချင်ပြီးတော့ရေးတယ်တဲ့မကြဘူးဘယ်နှလလဲဆရာနှစ်တဲတိုင်ဟမ်6လအကြာမှာဒီအမှုတော်ဆောင်တည်သွားတယ်တဲ့ဆိုတော့ကျမကဘာကိုပြောချင်လဲဆိုအရာအလုံးရဲ့ judge ကဖခင်သခင်ဖြစ်တယ်ဖခင်ကချစ်လဲချစ်တယ်တရားစီရင်တဲ့အခါမှာလဲတိကျစွာပြင်စီရင်တဲ့ကောင်းကင်အဖဖြစ်တယ်ဒါကြောင့်เนาะတရာရဲ့ညင်ပယ်ခြင်းအတွက်ကြောင့်လဲဖခင်သခင်ကရှည်သောအသက်တာဖြင့်ဖခင်နိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်ဆက်လက်ပြီးတော့အော်ဘယ်အသုံးပြုပါစေ